So you wanna play with magic? Boy, you should know what you're falling for. Baby, do you dare to do this? 'Cause I'm coming at you like a death call. Are you ready for? 'Cause what's your mind? မင်္ဂလာညချမ်းလေးပါနော်ဘလို့လဲကျမတချင်းဆိုတာကောင်းရဲ့လားကျမယောဂလုပ်တာပဲကျွမ်းတာမဟုတ်ဘူးနော်တချင်းလေးဆိုတတ်ပါတယ်လို့တကယ်တော့ယောဂလုပ်ရင်တက်လန့်နဲ့တချင်းဆိုပြချင်တာပါဒါပေမဲ့လို့ယောဂလုပ်ရင်တက်လန့်နဲ့ထွက်လာတဲ့အတန်ဒီကအတန်ပိတ်ပြီးတော့နောက်ခံစကားပြောနေပြောရတဲ့အထိအရန်ကိုဆိုးရွားလာပါတယ်ကျမဒီနေ့စောထားတဲ့လေ့ကျင့်ခန်းကြီးရလဲအသေးအစမ်းလေးဖြစ်တာမို့လို့ကျမဗီဒီယိုလေးကိုဆုံးတိကြည့်ပေးသွားကြပါဦးနော်ကျမကတော့ထုံးစံအတိုင်းပဲလေ့ကျင့်ခန်းစလုပ်ပါတော့မယ်ပလန်ထောက်တဲ့လေ့ကျင့်ခန်းလေးပေါ့နော်ဘိုက်ကျော်လေးအရန်နာပါတယ်ရှင်တကယ်တော့ကျမမစောဖြစ်တာလေကြာပြီဆိုတဲ့ခါကျတော့ဘိုက်ကျော်ကတော့တော်တော်လေးနာပါတယ်ဒါပေမဲ့လေကျမစူးစမ်းပြီးစောပါတယ်နောက်ဆုံးတော့မော်ပန်သွားပါတယ်ရှင်ဒါနဲ့ကျမအကျိုးဆက်လျှော့ပါတယ်လျှော့နေရတန်လည်းနေပဲကျမဘိုက်ကြီးစားလာပါတယ်ကျမယောဂလေးချင်းငင်လို့ရတာအဆင်မပြေတော့ပါဘူးအရင်ဆိုလို့ရှိရင်ကျမကယောဂလေးချင်းခံပုံမှန်မလုပ်ဖြစ်ပါဘူးတစ်ပတ်မှာ2ရက်3ရက်လောက်ပဲလုပ်ဖြစ်ပါတယ်အခုဟာကကျမဗီဒီယိုတွေကိုပြန်လည်မျှဝေခြင်းနဲ့အတွက်ကြောင့်မို့လို့ကျမနေ့တိုင်းလေးချင်းခံလုပ်ရပါတယ်ဒါကြောင့်မို့လို့ကျမဘိုက်တွေအရင်စပါတယ်ကျမလေးချင်းခံလုပ်ပြီးရင်တစ်နေ့ကိုအာလူကျွတ်2ထုပ်3ထုပ်လောက်တော့စားဖြစ်ပါတယ်အားလုံးပဲကျမဗီဒီယိုလေးကိုကြည့်ပေးသွားတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဘိုင်ဘိုင်